မင်္ဂလာပါရှင်ဒီနေ့မှာတော့ကျမတို့ရဲ့ Device Channel လေးကနေပထမဆုံးလေရင်စစီမဲ့သူတွေသိထားတဲ့အချက်10ချက်ကိုပြပြပေးသွားမှာပဲဖြစ်ပါတယ်လေရင်လက်မှတ်ကိုဘယ်ချိန်မှဝယ်ရမလဲပထမအဆုံးပြောချင်တာကတော့ခရီးသွားတော့မယ်ဆိုရင်ကိုဘာသာဘယ်နေ့သွားမှသိကြပြီလဲလို့ပြန်မေးပါသွားမှသိကြတဲ့ရက်ကတစ်လလောက်လိုသေးရင်လေရင်လက်မှတ်ကိုကြိုးဝယ်ထားပါအဲ့တစ်ကတ်တွေကရန်နီးလေဈေးတွေကတရရိပ်လေးပါတရက်နဲ့တရက်လဲဈေးမတူပါဘူးတချို့ကရန်နီးမှဝယ်မယ်ဆိုပြီးအေးစစ်စစ်နေတက်ပါတယ်ရန်နီးလေအဲ့တစ်ကတ်တွေကဈေးတက်လေပါပဲအဲ့တစ်ကတ်ဝယ်ရင်ဘယ်ရက်တွေကိုရှောင်ရမလဲအဲ့တစ်ကတ်ဝယ်တဲ့အခါ Saturday Sunday လိုရက်တွေကိုရှောင်ပါအဲ့လိုရက်တွေကခရီးသွားတွေလည်းများတတ်တာမို့လို့လေရင်လက်မှတ်ဈေးတွေဟာလည်းပုံမှန်ရက်တွေထက်ပိုတက်ပါတယ်ခရီးသွားတွေများတဲ့နေ့တွေမှာအဲ့တစ်ကတ်ဈေးတွေကပိုများတက်ပါတယ်ခရီးသွားမယ်လို့ပလန်ချပြီးပါကအဲ့တစ်ကတ်ကိုတစ်လလောက်ကြိုဝယ်ပါအဲ့တစ်ကတ်ဝယ်တဲ့အခါစီတစ်ခါတည်းရတာလားတစ်ခါတည်းရွေးဝယ်လို့ရပါတယ်တချို့လေကြောင်းလိုင်းတွေကတော့စီရွေးမယ်ဆိုရင်ဖီထပ်ပေးရတာလေးတွေရှိသလိုတချို့လေကြောင်းလိုင်းတွေကတော့ထပ်ပေးစရာမလိုပါဘူးလေရင်လက်မှတ်မှာစီမပိုင်ရင်ဘယ်လိုလုပ်ကြမလဲတကယ်လို့လေရင်လက်မှတ်နဲ့ boarding pass နဲ့ကမတူပါဘူးအဲ့တစ်ကတ်ကလေကြောင်းလိုင်းကနေဝယ်ပြီးချင်းရတဲ့ဟာပါ boarding pass ကတော့ချက်ရင်ကောင်တာရောက်မှရတာပါဘာကွာတာလဲဆိုရင်တော့ boarding pass မှာစီတွေတစ်ခါတည်းရေးပေးလိုက်ပါတယ်ဂိတ်နံပါတ်ဘယ်လောက်မှစီရမယ်ဆိုတာတွေလည်းပါပါတယ်လက်မှတ်လိုပါပဲချက်ကင်ကောင်တာရောက်မှပေးတာပါလေစိတ်ကိုအိမ်ကနေဘယ်ချိန်လောက်ဆင်းရမလဲလေရင်ချက်ကင်ကောင်တာတွေဟာလေရင်မထွက်ခင်နိုင်ဝက်တစ်နာရီလောက်စောပြီးတော့ပိတ်တတ်ပါတယ်ခရီးသွားတွေများတဲ့လတွေအချိန်တွေဆိုရင်ချက်ကင်ကောင်တာမှာတန်းစီဆောက်ရတာနဲ့အချိန်ကြာတတ်ပါတယ်အဲလိုင်းချက်ကင်ကောင်တာပိတ်ချိန်ဟာမတူတတ်တာမို့လို့လမ်းမှာကားပိတ်မှန်တဲ့ဘာနဲ့အချိန်ကိုတွက်ပြီးအိမ်ကနေ2နာရီသို့မဟုတ်3နာရီလောက်ကြိုပြီးစောထွက်ပါ boarding pass ဆိုတာကတော့ချက်ကင်ကောင်တာမှာထုတ်ပေးလိုက်တဲ့လေရင်ပေါ်တက်ရင်ပြရတဲ့လက်မှတ်လေးကိုပြောတာပါအဲ့ဒီလက်မှတ်ထဲမှာခုံနံပါတ်တွေလေရင်နံပါတ်တွေဘယ်ဂိတ်မှာသွားစီရမလဲဆိုတာတွေပါပါတယ်အဲ့ဒီလက်မှတ်ထဲမှာရေးထားတဲ့ဂိတ်နံပါတ်ကိုရအောင်သွားပြီးလေရင်စီရမှာပါလေရင်လက်မှတ်ရရင် print ထုတ်ထားသင့်လား print ထုတ်ထားစရာမလိုပါဘူးဖုန်းထဲမှာတင်ထားတဲ့လက်မှတ်ကိုချက်ကင်ကောင်တာမှာပြလိုက်ရင်တော့ boarding pass ထုတ်ပေးပါတယ်ထုတ်ထားရင်တော့ပိုရှင်းပါတယ်အဲ့ဒီ air ticket print ထုတ်ထားတဲ့စာရွက်ကိုပေးလိုက်ရင် boarding pass ကိုထုတ်ပေးမှာပါ terminal 1ကိုသွားရမှာပါလေဆိပ်ထဲကိုဘယ်လိုဝင်ရမလဲလေဆိပ်ထဲကိုစဝင်တဲ့အခါမြန်မာလေဆိပ်မှာအဝင်ကိုတစ်ခါစစ်ပါတယ် luggage အိတ်တွေလူတွေကိုစစ်ပါတယ်ပြီးရင်တော့လေဆိပ်ထဲကိုရောက်ပါပြီလေဆိပ်ထဲရောက်တဲ့အခါချက်ခင်လုံးလို့ရမရ departure board မှာကြည့်လို့ရပါတယ်ကိုအဲ့လိုင်းနံပါတ်ကဥပမာ UB307 ဆိုရင် board မှာအချိန်နဲ့ airline နံပါတ်တွေပြနေပါတယ်ချက်ခင်ကောင်တာဖွင့်နေရင်ကိုရဲ့အဲ့ဒီ line နံပါတ်ကို board မှာပါတာတွေကတော့ Thai destination flight gate status ပါ time ကတော့ကို airline ဘယ်အချိန်ထွက်မှာလဲဆိုတာကိုပြနေတာပါအဲ့တစ်ကတ်မှာပါတဲ့အချိန်မှာ destination ကတော့သွားမဲ့နိုင်ငံမှာ Thailand ဆိုရင် Thailand လို့ပြနေမှာပါ flight ကတော့ကိုယ့်ရဲ့ air ticket မှာပါတဲ့ flight number ပါလေယာဉ်နံပါတ်ဘယ်လောက်ဆိုပြီးပြနေတာပါကိုစီးရမယ့်လေယာဉ်နံပါတ်ပါ gate ကတော့ကိုလေယာဉ်သွားစီးရမယ့် gate ပါ status မှာတော့ boarding ဆိုတာကလေယာဉ်ထွက်ခွာပြီလို့ပြောတာပါ gate close ဆိုရင် gate ပိတ်ပြီ gate open ဆိုရင်တော့ gate ဖွင့်နေပါပြီ check-in ဆိုရင် check-in ကောင်တာကိုဝင်လို့ရပြီလို့ပြောတာပါတခုရှိတာကတော့တနိုင်ငံနဲ့တနိုင်ငံမတူတာမို့ပုံစံချင်းကတော့အတူတူပါပဲတချို့ကလည်းချက်ခင်လို့တန်းရေးထားတတ်ကြပါတယ်ဝင်လို့ရရင် open လို့ရေးထားတတ်ကြပါတယ်မြန်မာမှာတော့လေဆိပ်ကကျဉ်လေးမှုကြည့်မနေပါနဲ့ချက်ခင်ကောင်တာဖွင့်မဖွင့်ကိုလေဆိပ်ထဲကဝန်ထမ်းတယောက်ကိုသာကိုစီးမဲ့လေကြောင်းလိုင်းနာမည်ပြောပြီးချက်ခင်ကောင်တာဗမာလဲလို့သာမေးလိုက်ပါဝင်လို့ရရင်လူတွေတန်းစီနေတာတွေ့ရပါလိမ့်မယ်ချက်ခင်ဘယ်လိုဝင်မလဲချက်ခင်ဝင်နေဆိုတာကတော့ကိုဝယ်ထားတဲ့လေရင်လက်မှတ်ကို boarding pass ပြောင်းပြီးတော့ show money ပါမပါတော့စာရွက်စာတမ်းတွေစစ်တဲ့နေရာပါ passport ကနာမည်နဲ့ air ticket ကနာမည်တွေတူမတူတိုက်စစ်ပါတယ် visa နဲ့လားရိုးရိုးလားတိုက်စစ်တဲ့နေရာပါအဲ့ဒီမှာကိုယ့်ရဲ့ luggage အိတ်ရဲ့အလေးချိန်တွေပါစစ်ပါတယ်လေကြောင်းလိုင်းတချို့က luggage အိတ်ကို30 kg ထိလေရင်အိတ်ထဲကိုထည့်လို့ရပြီး9 kg လောက်ထိ hand carry တည်လို့ရပါတယ် kg ပုံနေရင်တော့ပတ်စံထပ်ပေးရပါတယ်မြန်မာငွေမလိုတော့ဘူးဆိုပြီးမှမယူလာတာမျိုးတွေမလုပ်ပါနဲ့အပိုလိုထည့်လာပါ kg ပုံမပိုကိုဘယ်လိုချိန်မလဲ kg ပုံမပိုဘယ်လိုချိန်မလဲဆိုရင်တော့အိမ်မှာပေါင်ချိန်ဆက်ရှိရင်အဲ့ဒီပုံမှာအိတ်ကိုတင်လိုက်ပါ LB ဖြစ်နေရင် kg ကိုပြောင်းလိုက်ပါအနည်းဆက်ဆုံးပြပါတယ်တာမန် luggage အိတ်တစ်လုံးက30 kg ထက်မပိုပါဘူးအဲ့ဒါကြောင့်တိတ်တော့မစိုးရိမ်ပါနဲ့ check-in ဝင်ပြီးရင်တော့တွားရမှာက immigration မှာ immigration ဖြတ်တဲ့အခါ visa တိုက်တွေပါစစ်မှာပါစကန်ဖတ်ပါမယ်ပြီးရင်တော့ဘယ်နေကနေစပြီးထွက်ခွာပါတယ်လို့တုံးထုပေးလိုက်မှာပါ immigration ကောင်တာကိုဖြတ်ပြီးရင်တော့ hand carry တွေကိုစစ်ပါမယ်ဖက်နက်ဖုံးအိတ်အကုန်စစ်ပါမယ်အဲ့ဒါကိုဖြတ်ပြီးရင်တော့ gate ကိုသွားလို့ရပါပြီ
boarding pass မှာပါတဲ့ဂိတ်နံပါတ်ကိုသွားပါ boarding gate ကိုရောက်ရင်လေယာဉ်ထွက်ခွာမဲ့အချိန်ထက်45မိနစ်လောက်ကြိုရအောင်သွားပါလေကြောင်းက flight number ကိုអော်ပါလိမ့်မယ်လေယာဉ်ပေါ်တက်ဖို့အသင့်ဖြစ်ပါပြီဆိုရင်တော့တက်လာလိုက်ရုံပါပဲလေယာဉ်ပေါ်ရောက်ရင်စကားကြဲကြီးမပြောပါနဲ့ပြောလို့မရတာတော့မဟုတ်ပါဘူးရပါတယ်တူတူတိတ်တိတ်နေတာဟာပတ်ဝန်းကျင်ကိုအနှောက်အယှက်မပေးရရောက်ပါတယ်လေယာဉ်ပေါ်ရောက်တဲ့အခါ airplane မှုကိုအွန်ထားပါလေယာဉ်စိုက်တဲ့အခါပြန်ပိတ်ထားပါဘန်ကောက်ကိုရောက်ရင်တော့တယ်လီနောကတ်ကိုသုံးလို့ရပါတယ်တယ်လီနောကတ်ကို roaming data ကိုအွန်ထားပါအဲ့ဒါဆိုအင်တာနက်ကိုသုံးလို့ရတယ်လို့ဖုန်းလဲဆက်လို့ရပါတယ်တစ်ဖက်နိုင်ငံလေးစိတ်ကိုရောက်တဲ့အခါဘယ်လိုလုပ်ရမှာပါလဲ immigration ဆိုတဲ့ဆိုင်းကိုမတွေ့မချင်းရှောက်ပါ immigration ဆိုတဲ့ဆိုင်းကိုတွေ့တဲ့အခါကြွေပြီးတန်းစီပါ immigration counter မှာလေယာဉ်လက်မှတ်ရဲ့ passport ရဲ့ hotel booking show money တို့ပြရပါတယ် hotel booking နဲ့ show money ကလိုအပ်တဲ့အခါမှသာတောင်းကြည့်တတ်ပါတယ်ဒါပေမဲ့ပြည့်စုံအောင်ပြင်ဆင်လာပါရှင် passport ကိုတုံးထုပေးလိုက်ရင်နိုင်ငံထဲကိုဝင်လို့ရပါပြီအားလုံးပဲအဆင်ပြေကြပါစေရှင်ကျမတို့ရဲ့ TV channel လေးကနေစိတ်ဝင်စားစရာအကြောင်းအရာလေးတွေကိုအစင်မပြတ်ပြောပြပေးနေတာမို့လို့ channel လေးကို following လုပ်ပေးသွားကြပါအောင်ရှင်ကျေးဇူးတင်ပါတယ်